မြို့မြောက်ပိုင်းမှာဘာကင်ဟမ်ရှိုင်းယာဆိုတဲ့ရပ်ကွက်ရှိတယ်။အဲ့ရပ်ကွက်ထဲမှာမော်ကွန်းတိုက်တစ်ခုရှိတယ်။အဲ့မော်ကွန်းတိုက်ကိုနိုင်ငံသားရေးရုံးနဲ့တနသဟာရနိုင်ငံများရုံးဆိုပြီးတော့ခေါ်တယ်။အဲ့ဒီမော်ကွန်းတိုက်ထဲမှာ British ကသူကဘာပတ်ပြီးတော့ colony လုပ်ခဲ့တဲ့အခါမှာဘယ်လိုမျိုး psychologically သူ abuse လုပ်ခဲ့တယ်ဘယ်လိုနီးပြူဟာတွေတုံးပြီးတော့သူနိုင်ငံတွေကိုသွေးခွဲခဲ့တယ်လူမျိုးတွေကိုသွေးခွဲခဲ့တယ်ဘာသာတရားတွေကိုသွေးခွဲခဲ့တယ်သူဘယ်လိုဂုံသွေးဆုပ်ခဲ့တယ်ဥပမာဆိုလို့ရှိရင်ဒီမလေးရှားကနေပြီးတော့ဒီဘရူနိုင်းကိုသူခွဲထွက်အောင်လို့ဘယ်လိုမျိုးသူဖန်တီးခဲ့တယ်ပြီးလို့ရှိရင်ဒီကာတာနဲ့ UAE ဆိုတဲ့နိုင်ငံကအရင်တော့သူကဒီပင်လယ်ကွေ့ကြီးမှာတစ်ဆက်တည်းရှိခဲ့တယ်ဒါပေမဲ့အကယ်၍သာလွတ်လပ်ရေးရသွားလို့ဒီနေရာကြီးတွေကပေါင်းပြီးတော့လွတ်လပ်ရေးယူခဲ့မယ်ဆိုလို့ရှိရင်အင်အားကြီးတဲ့နိုင်ငံတစ်ခုဖြစ်သွားမယ်အဲ့တော့ဒီကာတာနဲ့ UAE ကိုတနိုင်ငံနဲ့ဖြစ်မသွားအောင်လို့ကာတာနဲ့ UAE ကြားထဲမှာရှိတဲ့နယ်စပ်ဒေသကရွာတွေကိုဆော်ဒီအစိုးရလက်ထဲကိုပေးလိုက်တယ်ရွေချက်ရှိပေးလိုက်တယ်ဆိုတော့ဒီလိုမှတ်တမ်းမှတ်ရာတွေကိုထားတဲ့မော်ကွန်းတိုက်တစ်ခုဖြစ်ပါတယ်အဲ့မော်ကွန်းတိုက်ထဲမှာဒီအိန္ဒိယမှာရှိတဲ့သူ့ရဲ့တပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ဒီဟိန္ဒူနဲ့မွတ်စလင်စစ်သားတွေကိုဘလို့တွေးခွဲပြီးတော့အုပ်ချုပ်ခဲ့တယ်ဟိန္ဒူစစ်သားတွေရဲ့ဒီတနက်တွေကိုတန်ရှင်းလုပ်တဲ့အခါမှာရည်ရွယ်ချက်ရှိဘလို့နီးလန်းနဲ့အမဲစီကိုတုံးခိုင်းပြီးတော့မွတ်စလင်စစ်သားတွေကိုဝက်စီကိုရည်ရွယ်ချက်ရှိတုံးခိုင်းနေဆိုတဲ့အကြောင်းအရာတွေကိုအဲ့ဒီမော်ကွန်းတိုက်ထဲမှာသူကမှတ်တမ်းမှတ်ရာတွေနဲ့တင်ဆက်ထားပါတယ်အဲ့ဒီမော်ကွန်းတိုက်ထဲမှာရှိတဲ့ဒီ research paper တွေ report paper တွေမှာဘာရေးထားလဲဆိုတော့ HMO လို့ရေးထားပါတယ်အတိတ်ဘက်က Her Majesty Only တဘောကတော့ဘရင်မကြီးသာဖတ်ခွင့်ရှိတယ်ဆိုတဲ့စာတမ်းတွေ report တွေဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမှတ်ထားပေးပါအခုမှကျွန်တော်တို့ရဲ့တကယ်ဇလန်းကစမှာပါဆိုတော့အာဖရိကတိုက်မှာကန်ညာဆိုတဲ့နိုင်ငံရှိပါတယ်အရှေ့အာဖရိကမှာရှိတာပါသူ့ရဲ့ capital city က Nairobi ဆိုတာဖြစ်ပါတယ်အဲ့တော့ British ကအရှေ့အာဖရိကကိုအုပ်ချုပ်ဖို့ရောက်လာတဲ့အခါမှာ British ကသူကပူတဲ့ဒေသတွေမှာသူတို့ကမနေနိုင်ဘူးဆိုတော့မြန်မာပြည်ကိုရောက်လာတဲ့အချိန်မှာလည်းသူတို့ကပြည်ဦးတွေမှာမြို့တည်ပြီးတော့နေခဲ့တယ်ဘယ်နိုင်ငံဘယ်ဒေသကိုပဲရောက်သူတို့ကအေးတဲ့ဒေသတွေမှာရုံးဆိုင်ပြီးတော့စံအိမ်ကြီးတွေဆောက်ပြီးတော့အဲ့ဒေသကနေပြီးတော့သူတို့ကလှမ်းပြီးတော့အုပ်ချုပ်တယ်ဆိုတော့ဒီအိန္ဒိယမှာဆိုလဲဒါဂျီလင်းတို့ဘာတို့မှာသူတို့ကနေခဲ့တယ်ဆိုတော့ British ကအဲ့ဒီအေးတဲ့နေရာမှာနေတယ်ကိုလိုနီခေတ်မှာအင်္ဂလန်အမျိုးသမီးတယောက်ကကိုဝင်ရှိလို့ဥမာမြန်မာပြည်မှာနေတဲ့အင်္ဂလိပ်အမျိုးသမီးတယောက်ကကိုဝင်ရှိလို့မြန်မာပြည်မှာအဲ့ကလေးကိုမွေးမယ်ဆိုလို့ရှိရင်အဲ့ကလေးကိုအဲ့ခေတ်အဲ့ခါတော့သူကအတိမတ်မပြုတ်ပါဘူးအဲ့တော့သူတို့က British အစိုးရရဲ့အတိမတ်ပြုမှုရဖို့ဆိုလို့ရှိရင်အင်္ဂလန်ကိုပြန်ပြီးကလေးမွေးရပါတယ်နောက်ပိုင်းမှာတော့မေမျိုးမှာကလေးမွေးမယ်ဆိုလို့ရှိရင်လည်းအင်္ဂလန်နိုင်ငံမှာမွေးတကယ်တော့ပဲဖြစ်တယ်ဆိုပြီးတော့အတိမတ်ပြုတာတွေရှိခဲ့ပါတယ်ပြောချင်တာကသူတို့ကအဲ့လိုအေးတဲ့ဒေသတွေမှာနေရတာကိုကြိုက်ခဲ့ပါတယ်အဲ့တော့ကင်ညာနိုင်ငံကိုရောက်တဲ့အချိန်မှာဒီ Highland လို့ခေါ်တဲ့ကုန်းမြင့်မြင့်ဒေသတွေကိုသူတို့ကသဘောကျတယ်အဲ့မှာရှိတဲ့မြေတွေကိုဒေသခံတွေရှိကအတင်းအဓမ္မသူတို့ကသိမ်းယူခဲ့တယ်ဒေသခံတွေရှိကိုသူတို့ကရောက်ချင်းအဲ့ဒေသကမြေတွေကိုသိမ်းယူပြီးတော့သူက head tax လို့ခေါ်တဲ့အခွန်တစ်မျိုးကိုထွင်လိုက်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့တဲအိမ်အခွန်ပေါ့မင်းကအိမ်တစ်လုံးနဲ့နေမယ်ဆိုလို့ရှိရင်မင်းကငါတို့အခွန်ပေးရမယ်မိမ3ယောက်ယူထားတယ်ဒါမှမဟုတ်သားသမီး3ယောက်ရှိလို့အဲ့3ယောက်ကိုအိမ်3လုံးနဲ့မင်းကထားပေးတယ်ဆိုလို့ရှိရင်မင်းခြံဝန်းထဲမှာပဲဖြစ်နေပါစေအောင်တော့စာကိုပေးရမယ်အဲ့တော့ဒေသခံတွေဘက်ကစဉ်းစားကြည့်လေအင်္ဂလိပ်ကမနေ့တနေ့မှရောက်လာတယ်ပြီးတော့ငါတို့မြေတွေကိုလည်းသိမ်းတယ်ပြီးတော့ငါတို့ကိုလည်းအခွန်တွေစကောက်တယ်အဲ့တော့ဒေသခံတွေကတွေးတယ်ဟောဒီလောက်နဲ့ပြီးသွားမှာပါဘာမှတော့ထပ်ပြီးတော့စိုးဝါလာဖို့မရှိပါဘူးဆိုပြီးတော့တွေးပြီးတော့အခွန်ပေးတယ်အဲ့တော့အခွန်ပေးဖို့အင်္ဂလိပ်ကိုသူတို့ကမေးတယ်ဘယ်လိုပေးရမလဲဆိုတော့ तू ကcash နဲ့ပေးရမယ်လို့ပြောတယ်အဲ့တော့သူတို့တီထွင်ထားတဲ့စက်ကူပေါ့မွေးစက်ကူပေါ့ကျွန်တော်ကတော့စက်ကူလို့ပဲသုံးနှုံးတယ်အဲ့တော့ဘာမှတန်ဖိုးမရှိတဲ့စက်ကူကိုမင်းတို့ယူရမယ်အဲ့စက်ကူနဲ့ပေးရမယ်အဲ့တော့ဒေသခံတွေကမေးတယ်ငါတို့အဲ့စက်ကူဘယ်ရမှာလဲမင်းအဲ့စက်ကူလိုချင်တယ်ဆိုလို့ရှိရင်ငါတို့ရှိမှာအလုပ်လာလို့ငါတို့ဒီမှာအလုပ်ကျန်းနေလာလို့လုပ်ပြီးတော့ရတဲ့ပတ်စံနဲ့မင်းငါတို့အခွန်ပေးရမယ်ဆိုတော့ကိုယ့်အိမ်ထဲမှာပဲကိုကထိုင်နေနေကိုကျွန်ဖြစ်သွားကြတယ်အဲ့တော့အခွန်တွေပေးရတယ်ပေးနေရဲ့ဂျားထဲမှာနောက်ထပ်နှစ်နဲ့ကြာတော့ English ကတိတ်မကျင်တော့ဘူးမကျင်တော့ तू ကဘာလုပ်လဲဆိုတော့နောက်ထပ်ကျွန်စနစ်တစ်မျိုးကိုပြန်ပြီးတော့တီထွင်တယ်အဲ့ဒါကို Kipande လို့ခေါ်တယ်Swahili ဘာသာစကားနဲ့ကပ်ပြားကတ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဆိုလိုတာကတော့မှတ်ပုံနေဆိုလို့ခင်ဗျကပ်ပြားလို့မထင်လိုက်နဲ့
အဲ့ဟာလေးကစက်ကူအလိတ်ကလေးပြီးရင်တန်တစ်တာလေးထဲမှာထည့်ပြီးတော့ခမရလေဘေးမှာဆွဲထားတာခမရဘဲတော့အဲ့ဒါကိုဆွဲထားရတယ်ဆိုတော့နောက်ပိုင်းမှာတော့ဒီကင်ညာလူတွေကအဲ့တုန်းက British ကသူတို့ခွေးလက်ပတ်လုပ်ပေးခဲ့တယ်ဆိုတော့အသုံးလုံးထိတောင်မှရင်နှင်းပွဲကသူတို့ကရင်ဖွင့်တာကိုတွေ့ရတယ်ဆိုတော့အဲ့ကပြားထဲမှာခမရရဲ့အချက်လက်တွေရေးထားတယ် British အစိုးရခမရကိုဘယ်လိုရှုမြင်တဲ့ပုံပြီးခမရရဲ့အလုပ်ရှင်နာမည်ပြီးရင်ဘဲတော့အဲ့ကပြားကိုဆောင်းသွားရတယ်လူပြူတွေတီးသက်နေတဲ့ရက်ွက်ကိုသွားရတယ်ဆိုလို့ရှိရင်အဲ့ကပြားပါမှမပါဘူးဆိုလို့ရှိရင်အဖမ်းခံရမယ်ပြီးလို့ရှိရင်ခမရအလုပ်ထွက်ချင်တယ် British အစိုးရခမရကိုဒီအလုပ်မှာလုပ်လို့ပြောထားတယ်ခမရအဲ့ဒါကိုမလုပ်လို့အလုပ်ထွက်ချင်တယ်ဆိုလို့ရှိရင်လည်းအလုပ်ရှင်ဟောင်းရဲ့လက်မှတ်ပေါ့ဆိုတော့အလုပ်ရှင်ဟောင်းကလက်မှတ်ထိုးမှာအလုပ်ရှင်တစ်ကခင်ဗျားကိုလက်ခံလို့ရမယ်အလုပ်ရှင်ဟောင်းကလက်မှတ်ထိုးမှာခင်ဗျားရွာပြန်လို့ရမယ်အဲ့လောက်ထိလူတွေကိုလေဘင်းမှာကြိုးကွင်းဆွပြီးတော့နှိပ်စက်ခဲ့တယ်အဲ့တော့လူတွေကသူတို့မြေတွေလည်းအသိမ်းခံရတယ်ဂျွန်တွေလည်းဖြစ်လာကြပြီးတီးမခံနိုင်တဲ့အဆုံးကင်ညာမှာရှိတဲ့ကီကူယူဆိုတဲ့လူမျိုးတွေကဒီမော်မော်ဆိုတဲ့ uprising တခုကိုသူတို့ကစလုပ်တယ်အင်္ဂလိပ်အစိုးရကိုပုံကန်တယ်ပေါ့ဗျာအင်္ဂလိပ်အစိုးရကိုပုံခံတော့သူတို့က1952မှာအင်္ဂလိပ်အစိုးရမာရှယ်လောထုတ်တယ်ထုတ်ပြီးတော့လူတသန်းလောက်ကိုအမိုးပွင့်တဲ့အကျဉ်းထောင်ကြီးတွေကိုထည့်လိုက်တယ်ထည့်ပြီးတော့သူကခေါ်ပြီးတော့စစ်ဆေးမေးမြန်းတယ်မေးမြန်းတော့သူတို့လူကျင်တဲ့အတိုင်းကိုမဖြေဘူးဆိုလို့ရှိရင်အမျိုးသားတွေဆိုလို့ရှိရင်အရှက်အင်္ဂါကိုဖျက်တောက်တယ်အမျိုးသမီးတွေဆိုလို့ရှိရင်သူက sexual harassment တွေလုပ်တယ်နီလန်ပေါင်းမျိုးစုံနဲ့နှိပ်စက်တယ် water boating လို့ခေါ်တဲ့ရေနှစ်ပြီးတော့နှိပ်စက်တာတွေလူတွေကိုရိုက်တာတွေနှက်တာတွေဒါတွေလည်းသူတို့မျိုးစုံလုပ်ခဲ့တယ်တချို့ဆိုရင်တရက်ထဲမှာလူရာခဏန်းလောက်ကိုရိုက်တက်လို့သေတယ်ဒါပေမဲ့မှတ်တမ်းမှာကျတော့ဘလို့ရေးလဲဆိုတော့ရေထဲမှာပေါ့နော်အစိတ်မိသွားလို့သေရတာပါဆိုပြီးတော့အဲ့လိုမျိုးမှတ်တမ်းနေနဲ့တင်ကြတယ်ဆိုတော့ဒီကိစ္စကြီးကဖြစ်လာပြီးတော့နှစ်ပေါင်းများစွာကြာတဲ့အခါမှာကြတော့မှဆိုတော့2009ခုနှစ်ကိုရောက်တဲ့အချိန်မှာဒီလူ9ယောက်က British အစိုးရကိုတရားစွဲတယ်တရားစွဲတဲ့အချိန်မှာ British အစိုးရဘာပြောလဲဆိုတော့ဒါကဖြစ်ခဲ့တာအနှစ်က80ကျော်ပြီငါတို့နဲ့ဘာဆိုင်တော့လို့လဲတကယ်ဆိုလို့ရှိရင်ကင်ညာအစိုးရကိုလွတ်လပ်ရေးပေးလိုက်ပြီပဲတကယ်ဆိုရင်လွတ်လပ်ရေးပေးလိုက်တဲ့အတွက်ဒီတာဝန်ကကင်ညာအစိုးရမှာပဲရှိတယ်ဆိုပြီးတော့ဗော်လီဘောပုတ်ပါတယ်ဗော်လီဘောပုတ်တော့ဘယ်လိုကင်ညာအစိုးရကရောဒီတရားစွဲတဲ့အသက်80ကျော်80ကျော်ဖိုးကြီးဖွားကြီးတွေရော British ကိုပြန်ခံပြောလို့ရမှာလေဒါပေမဲ့ဖះကတော့သူတို့ဘက်မှာရှိတယ်ဗျအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ Buckinghamshire မှာရှိတဲ့ဒီ archive ထဲမှာဒီကီကူယူလူမျိုးတွေနဲ့ဒီမော်မော်ပုံကန်ရေးလုပ်ခဲ့တဲ့လူတွေအရက်သားတွေကိုဘယ်လိုမျိုးညှင်းဆဲတပ်ဖြတ်ခဲ့တယ်ဆိုတဲ့အမှတ်တမ်းတွေအထောက်အထားတွေထွက်လာပါတယ်ဒီနေရာမှာကျွန်တော်မှတ်ချက်အနေနဲ့ပြောချင်တာကတော့အဲ့မှတ်တမ်းထဲမှာလည်း British ကဘာမှသူတို့ဘယ်လိုနှိပ်စက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတချို့ရေးထားတယ်လို့လည်းပြောပါတယ်ဒါကတော့ကျွန်တော်အတီတော့မပြုတ်နိုင်ပါဘူးအဲ့လိုမျိုးမှတ်တမ်းတွေထွက်လာတဲ့အခါမှာဒီမှတ်တမ်းကိုကင်ပြီးတော့အင်္ဂလန်အစိုးရကို2017မှာထပ်ပြီးတော့တရားစွဲပါတယ်တရားစွဲတော့သူတို့ငင်းလို့မရတော့ဘူး2012မှာအမှုတွေထပ်ပြီးတော့ရင်ဆိုင်တယ်2013ရောက်တဲ့အခါမှာ British အစိုးရကသူတို့မှာပြောစရာစကားမရှိတော့ဘူးငင်းလို့လည်းမရတော့ဘူးအဲ့တော့သူတို့သမိုင်းတစ်လျှောက်လုံးမှာပထမဆုံးအကြိမ်အနေနဲ့ကိုလိုနီအုပ်ချုပ်ခဲ့မှုတဲ့နိုင်ငံတစ်ခုကိုရော်ကြီးလဲပေးရမယ်တောင်းလဲတောင်းပန်ရမယ်ဆိုတဲ့အနေအထားဖြစ်လာတယ်အဲ့တော့သူတို့က sincere regret letter လို့ခေါ်တဲ့တောင်းပန်စာကိုရေးတယ်ပြီးလို့ရှိရင်ဒီနင့်နာသူပေါင်း9228ယောက်ကိုသူပေါင်တန်း20လောက်ပေါ့နော်ဒေါ်လာတန်း30လောက်လျော်ပေးတယ်ဆိုတော့တယောက်ကိုတော့ပေါင်3800ပေါ့မြန်မာငွေနဲ့တွက်ရင်300ကျော်လောက်တော့သူတို့ရတာပေါ့နော်ဆိုတော့နှစ်ပေါင်းများစွာအနှိမ့်ဆက်ခံရတယ်အဲ့ဒီ trauma တွေနဲ့အသက်80ကျော်80ကျော်ဒီနေရတယ်4နှစ်လောက်တရားရင်ဆိုင်ရတယ်ပြီးတော့ပြန်ရတဲ့ပတ်စံကလည်း300ကျော်လောက်ပဲဆိုတော့တရားစွဲတဲ့ဒေသခံ9ယောက်အတွက်ကတော့အရင်ကြီးတော့တန်မနေဘူးပေါ့နော်ဒါပေမဲ့ဂုံတိတ်ခါပိုင်းဆိုင်ရာအရာတော့ British ကတော်တော်လေးအဆက်ကွဲသွားပါတယ်အဲ့လိုလေးကွဲသွားပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ Nairobi မြို့မှာလည်းဒီမော်မော် uprising နဲ့ပတ်သက်တဲ့ monument တခုကိုသူတို့ကပြန်ပြီးတော့စောက်ပေးခဲ့ပါတယ်ဒီနင့်နာသူ9ယောက်က British အစိုးရကိုတရားစွဲတဲ့အချိန်မှာ British အစိုးရပြောခဲ့တဲ့စကားဒါကအရင်တော့ဖြစ်ပြီးသွားတာငါတို့နဲ့ဘာမှမဆိုင်ပါဘူးဆိုတော့ကျွန်တော်တို့ဒီ colony ခေတ်မှာလူပြူတွေဒီလိုကျူးလွန်ခဲ့တဲ့ကိစ္စတွေကိုပြောတဲ့အခါမှာပညာတတ်လူငယ်တွေကဘာတွေပြောကြလဲဆိုတော့ဒါကအတိတ်ပဲဘောနော်ဘာမှပြန်လုပ်လို့မရတော့ဘူးသိထားစရာတော့မလိုဘူးလို့ပြောကြပါတယ်တကယ်တော့မဟုတ်ပါဘူးတိတ်မကြခင်ကာလနော်ဒါ1952မှာ British ကဒီလိုကျူးလွန်ခဲ့တယ်ဆိုတာ1952ဆိုတဲ့အချိန်တုန်းက
ဒုတိယကမ္ဘာစစ်ပြီးသွားပြီမြန်မာနိုင်ငံလွတ်လပ်ရသွားပြီဒုတိယကမ္ဘာစစ်ပြီးသွားတော့လူပြိုတွေကအချင်းချင်းတက်ကြတာကိုမောနေပြီငါတို့တွေအချင်းချင်းရံမဖြစ်ကြတော့ဘူးအချင်းချင်းမတက်ကြတော့ဘူးငါတို့တွေရှန်ခန်းဆိုတဲ့ ideology တွေပေါ့နယ်မြေတွေမပါဘဲနဲ့ကူးတန်းရောင်းဝယ်ခွင့်တွေလွတ်လပ်စွာသွားလာခွင့်တွေကိုလုပ်မယ်ဆိုတဲ့ ideology တွေတစ်ဖက်မှာခစ်ထနေပြီခစ်စားနေပြီစပြီးဆွေးနွေးနေတဲ့အချိန်မှာတစ်ဖက်မှာတော့အမင်းတို့ကလူမဲတွေပဲငါတို့တက်ချင်တိုင်းတက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကျူးလွန်ခဲ့တာဖြစ်ပါတယ်တမိုင်း